အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဩဂတ်လ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလဟာမိကောင်းဆွေကောင်းထောက်ကူရရမယ်စမ်းဖွင့်မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်ရပ်တန့်ထားတဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်ဝေးကွာသူများနဲ့ပြန်လည်ဆုံစည်းမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်မိသားစုလုပ်ငန်းအောင်မြင်မယ်အရပ်ဝေးနဲ့ပတ်သက်သောဆက်သွယ်ပွင့်မယ်ရပ်တန့်တဲ့လုပ်တွေနဲ့ဆက်ဆက်နေတဲ့ကိစ္စတွေကနေငွေကြေးစီးပွားပြန်လည်လုပ်ကိုင်ကြိုးပေးခြင်းရှိ15ရက်နေ့ကတော့ကိုယ်တွေရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းရရှိမယ်မိကောင်းဆွေကောင်းထောက်ကူရ16ရက်နေ့မှာအဆုံးပိုင်းမှာအဆုံးသက်ခံဒီမှာပြန်လည်စတင်ရတဲ့လုပ်တွေကိုပြန်လည်ကောက်ယူလုပ်ကိုင်နိုင်ပြီးတော့အကျိုးပေးမှုတိုးတက်မှုနဲ့ကံမြမမှုတွေကိုရနိုင်တယ်19ရက်နေ့ကငွေကြေးကံလုပ်ငန်းကလက်လာပါကံကောင်းခြင်းနဲ့အကျိုးပေးခြင်းကံပေါ်ထွန်းခြင်းတွေရှိတယ်သို့တော့အဲ့ဒီနေ့မှာအနောက်တောင်ရက်ကိုဒီသားစင်မတော်တဆနေဖြစ်တတ်တယ်ဒီသဖြင့်အဲ့ဒီမနေ့9နိုင်တဲ့10နိုင်ခွဲအတွင်းမှာသွားလာကျူးဆန်မယ်လူ၄ယောက်ခီးသွားခြင်းရှောင်းရမယ်18ရက်နေ့မှာရံပြဿနာတွေအတိုက်ခံတွေကြားထဲကထိုးပေါက်ပြီးတော့တိုးတက်မှုကိုရနိုင်တယ်19ရက်နေ့မှာဆုံးဖြတ်ချက်ခိုင်မာခြင်းကြိုးပေးခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုရရှိနိုင်တယ်20ရက်နေ့မှာရပိုင်ခွင့်ဟောင်းတွေလက်ဝဲပြန်ရခြင်းခက်ခဲတဲ့ကိစ္စဖြေရှင်းနိုင်ခြင်းနဲ့ကြိုးပေးခြင်းတွေရှိမယ်21ရက်နေ့မှာငွေကြေးကံလက်လာပါကံဘဝကံကောင်းစွာတိုးတက်ခြင်းရှိပြီးတော့အရာရာဆင်ပြေမဲ့အနေထားနဲ့ကံခြေနေကောင်းတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်တနင်္လာနေ့အင်္ဂါနေ့တောက်ချာနေ့မွေးသူတွေကောင်းကျိုးပေးတယ်စနေနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်36ကိုကနန်းတွေကျိုးပေးတယ်အပြာရောင်ပန်းရောင်နီရောင်ချက်သွေးရောင်တို့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်ပါတယ်ဩဂတ်လ15ရက်နေ့16ရက်နေ့18ရက်နေ့20ရက်နေ့တွေဟာခေါင်းစည်းမင်္ဂလာရက်ကောင်းရက်မြတ်များဖြစ်ပါတယ်အဲ့ဒီနေ့တွေမှာခေါင်းစည်းကောင်းလျှော်ပြည့်ဖြစ်စေသပင်ပုံသွင်းခြင်းသပင်ပုံစံပြောင်းလဲခြင်းတို့ကိုကေသာစံသခြင်းကစခေါင်းစည်းမင်္ဂလာအဖျားဖျားပြုရင်ထူးထူးခြားခြားကောင်းတဲ့အနေအထားနဲ့လူနဲ့ချစ်ခင်ခြင်းကိုရမယ်လို့ဆိုတယ်နှစ်သက်ရရက်တရက်ကိုယူပြီးတော့ခေါင်းစည်းခြင်းနဲ့စံသခြင်းကိစ္စတို့ကိုဆောင်ရွက်လိုက်ပါကျေးဇူးတင်ပါတယ်